ရင်ငါသမီးပေါက်ကြော်မလားတောင်ဆုံနေပြီကျန်ဖြစ်ကြော်ဒီကောင်မလင်ပေးစားမှရတော့မယ်ရှော့အဲ့မှာညက်လောက်ကြီးအမလေးလိုက်ဖက်နေရောကျန်ရဗန်လုပ်ပေးရတဲ့ကာကြောင်မကင်တိုင်းကြည့်ထားကြအဲ့ဒီမိနဲ့အဲ့လိုမျိုးစတက်ပြီးမျက်နှာမှာတက်ခုတ်လိုက်ရှင်တွေ့လားအရန်လွယ်တယ်ချုံပုံထဲမှာလှောက်စီနဲ့ငှက်အပုံမှာငါတွေ့ရနော်နေကာဝယ်တဲ့ကိုအဲ့လောက်တောင်ဝင်ချင်းနေရလားနေရခုမှဘဲကိုပြစ်ထွက်လို့လေလာခဲ့စမ်းငါနေကိုဆွတ်ထက်ပြီးမှာပေါ့နေရလေပြလေဘတ်စကက်ပြမို့လေပြတ်စမ်းမှာငါ့ကိုဒီလောက်ထိလုံထားတာတော့မှသူနေရမောခုံတက်ချင်သေးတာတော့ကိုကြက်မသေးတော့မတမျိုးဆိုင်ငါဝင်ချအောင်မယ်အေးသေးပြီးငါစောက်ကိုရကားပြီးနဲ့တူတယ်ဟေးတော်ကြနေအဲ့ဒီလင်မဖမ်းမင်းတာပြီးထကျန်းနေအောင်မယ်ကိုပချမ်းကလည်းဂလုံးမပါတော့အဲ့ဂလုံးမကိုငါပြန်ဆွဲမယ်လာခဲ့လားငါပြီးတော့ဘယ်သူမှမရှိဘူးတော့ဒီမှာငါဆွဲလာပြီးလာလောက်ကြအောင်သူ့ကိုဟာဒီကောင်မလည်းမသေးတော့လားမသိငါတော့လောက်နေရလားမှာပဲအမလေးပြပါအောင်မယ်စကေးတွေအကျန်းတန်းမင်းစကေးတွေကိုငါရင်မခေါသွင်းမတော့တော့ဘူးတိလားဟာကောင်မတတိရှင်ပြန်လာခဲ့စမ်းအေးညီတော့ဂဲလုံးမှန်ပြီးသေးပြီအမလေးရီဆက်ရှင်မှလည်းကျန်းလာပြီတော့အမလေးဟိုမှာကြွက်ကြီးလာနေပြီကိုပချမ်းလောင်ကြီးမကျမရဲ့ဖော်ကင်ကိုကန့်ရဲတယ်ကျန်းအမလေးကောက်လိုက်တာဒါလင်ရဲတထောင်နဲ့ပြေးထောင်းလိုက်တာကျန်းလာကန်လို့မရတော့ဘူးသူအမလေးခုမှအကျန်းနဲ့ထပြေးနေညို့လွတ်ပေးမဲ့အာကြီးကိုကြွက်မလည်းပြစ်တယ်ဟေးအမလေးစတမ်းမီနေပြီဆိုပြီးတော့ညလာတော့ဖို့စဉ်းစားနေရမှလားဒီနောက်မှာငါရှိနေတယ်ဆိုတော့လည်းနေတတိထားပါအောင်ဟဲ့ညီမလေးတို့ကအုပ်စလက်ကြီးပဲနိုင်ငံကိုပြေးစားမလို့လေလာအမနောက်လာကြအားလုံးအမနောက်လာကြစမ်းငါ့ကိုမြန်ဟဲ့စိုက်လို့မှုလုံးဝမရှိဘူးလာပြီးတော့တိုက်ခိုက်နေကြတာမေးပြအောင်အခုတော့အားလုံးသိကုန်ကြပြီကဲနောက်နေ့ကျရင် RAM မှာဒီကောင်ကြီးနဲ့ room ကြည့်လိုက်အောင်မယ်ရှင်ကဲတောင်းမမြန်ချိုးကြတော့တစနေဟိုဘက်ချမ်းလူတွေထရှင်တော့ငါတို့အကုန်လုံးသိကုန်ကြအောင်မယ် Bit storiesဒီ hero ဘယ်လိုကိုင်းရမလဲမသိလို့ရှင်ကျမဒီ hero ရဲ့ spell ကိုရှင်းပြတော့မယ်ရှင် skill 1တော့အရင်တိုင်းပဲဒီလိုမျိုးမိုးကြိုးအကွင်းပေါ်လာမှဖြစ်ပြီးတော့ enemy ကိုလည်း magic damage အနေငယ်ထိစီမှာဖြစ်ပါတယ်ရှင် skill 2ရဲ့ပြောင်းလဲသွားတဲ့အချက်တွေကတော့ enemy ဘောကိုအသုံးပြုလို့ရှင်အခုလိုမျိုးတွန်းထုတ်မှာဖြစ်ပြီးပတ်မှတ်ထားတဲ့အချိန်ကတည်းကညနေဘောကိုပြန်ပြီးဖြတ်ကျော်လို့ရမှာဖြစ်ပါတယ်ရှင်တွန်းထုတ်တဲ့ effect ကနှစ်ခါအသုံးပြုလို့ရမှာဖြစ်ပြီးတော့ဒီ skill ရဲ့ကြာချိန်ကိုတော့ HP ရဲ့အောက်မှာရွှေရောင်တန်းလေးနဲ့ပြထားပါတယ်ရှင် skill 2သုံးပြီးအခုလိုမျိုးလေးဘောပြန်နေချိန်မှာ basic attack နဲ့ပြီး enemy ကိုကြိုးပြထိမဲ့အောင်ရိုက်ချင်းဖြစ်ဒီပေါ်မှာပြန်နေတဲ့ကြာချိန်ကိုအနေငယ်တိုးပြီးမှာဖြစ်ပါတယ်ရှင်ဒါပြင် movement speed ပါရရှိစေမှာဖြစ်ပါတယ်ရှင်အရေးအကြီးဆုံးဖြစ်တဲ့ enemy ကတော့တတ်မှတ်ထားတဲ့အဝိုင်းတွေမှာရှိနေတဲ့ enemy တွေအကုန်လုံးကိုစုပြီးဆွဲယူလာမှာဖြစ်ပြီးအခုလိုမျိုး flick နဲ့တွဲသုံးမယ်ဆိုလို့ရှိရင်တော့ကိုဆွဲချင်တဲ့ direction ဘက်ကိုပုံမှန်ထက်ညပို့ပြီးဆွဲယူလို့ရမှာဖြစ်ပါတယ်ရှင်ဒီလောက်ဆိုလို့ရှိရင်တော့ကာဂျာ skill တွေကိုနားလည်သွားပြီလို့ထင်ပါတယ်ရှင်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ရှင် see you later bye bye